ပြီးခဲ့တဲ့နှစ်တွေမှာ Tesla က EV လောကရဲ့ဘုရင်ဖြစ်ခဲ့တာပါ။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်2025ခုနှစ်မှာတော့တရုတ်ကုမ္ပဏီတစ်ခုက Tesla ရဲ့ရောင်းအားကိုကျော်တက်ခဲ့ပြီးကမ္ဘာရောင်းအားအကောင်းဆုံးကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ Now, China's BYD has overtaken Tesla as the world's largest seller of electric vehicles. ဟုတ်ပါတယ်အားလုံးသိပြီးသားဖြစ်တဲ့ BYD ပါမြန်မာမှာလည်းလူကြိုက်များလာနေတဲ့ EV တွေကတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Tesla နဲ့ BYD ရဲ့အပြိုင်မှုဘယ်လိုလုပ်ပြီး Tesla ကို BYD ကကျော်တက်သွားတယ်လဲဆိုတာနောက်ခံသမိုင်းကြောင်းနေနဲ့အတူတင်ဆက်ပေးသွားမှာပါ Hello Hitan Page ကနေအားလုံးကိုပြန်ပြီးကြိုဆိုလိုက်ပါတယ် Tesla လို့ပြောလိုက်ရင် Elon Musk လည်းမပါမဖြစ်ပါပဲသူက Tesla ကုမ္ပဏီရဲ့အရေးပါတဲ့ပုဂ္ဂိုလ်သူဖြစ်နေတာကိုTesla ကုမ္ပဏီအကြောင်းကိုတော့အနေငယ်အချင်းချုပ်အနေနဲ့ပြောပြစီ Tesla ကို2003ခုနှစ်ဇူလိုင်လမှာတော့ Martin Eberhard နဲ့ Max Verstappen တို့က Tesla Motor ဆိုပြီးကုမ္ပဏီကိုတည်ထောင်ခဲ့ကြပါတယ်။ကုမ္ပဏီရဲ့နာမည်ကိုတော့လက်ရှိ engineer ကြီးဖြစ်တဲ့ Nikola Tesla ကိုဂုဏ်ပြုပြီးပေးထားခဲ့တာပါ။2004ခုနှစ်မှာတော့ Elon Musk ကကုမ္ပဏီနဲ့ပူးပေါင်းခဲ့ပြီးနောက်ပိုင်းမှာသူကတဖြည်းဖြည်းနဲ့ရာထူးတက်လာကအမှုဆောင်ရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။သူတို့ကုမ္ပဏီကထောက်လုပ်ခဲ့တဲ့ကားတွေကအကောင်လုံး EV တွေပါ Model S, Model H, Model Y, Model 3, Tesla Mini Truck လို့ခေါ်တဲ့ကုန်တင်ကားကြီးတွေနဲ့ Cybertruck Pickup ကားတွေအထိထောက်လုပ်ခဲ့ကြပါတယ်။ဟိုရင်တော့က EV လက်စစ်ကားဆိုတာလူတွေရဲ့မြန်မာမဖြစ်နိုင်ဘူးဆိုတဲ့ channel ပြည့်နေတဲ့ project တစ်ခုပါ။အင်ဂျင်မပါဘဲနဲ့မောင်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့လူတွေကထင်ထားခဲ့ကြတာပါ။ Elon Musk က Tesla ကားတွေနဲ့သူကဘာကြီးမှာအင်ဂျင်မပါဘဲနဲ့မောင်းနှင်လို့ရတယ်ဆိုတာတက်တည်ပြလိုက်ပါတယ်။အဲကြောင့်လဲ Tesla က EV လောကရဲ့ဘုရင်တဆူဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့ဘယ်နေရာမဆိုပြိုင်ဘက်ဆိုတာအများတန်းရှိစမြဲပါ Tesla လိုကုမ္ပဏီမပေါ်ပေါက်ခင်ချိန်မှာတရုတ်မှာကုမ္ပဏီတစ်ခုကဘက်ထရီထုတ်လုပ်မှုနဲ့စတင်နေပါပြီ BYD လို့လူသိများတဲ့တိအိမ်မက်ကိုတိစောက်ပါဆိုတဲ့နာမည်နဲ့ BYD ကဘက်ထရီထုတ်လုပ်မှုနဲ့စတင်ခဲ့တာပါဒီကုမ္ပဏီကို1995ခုနှစ်မှာစတင်ခဲ့ပြီးဘက်ထရီကုမ္ပဏီဖြစ်စတင်ခဲ့ပါတယ်သူရဲ့ CEO က Wang Zhongfu ဖြစ်ပါတယ် BYD ရဲ့ရည်ရွယ်ချက်ကဈေးနှုန်းသက်သာတဲ့ကားတွေနဲ့လူတိုင်းစီးနိုင်အောင်လုပ်ဖို့ပါပဲBYD ကထုတ်ထားတဲ့ကားတွေကဘတ်ကားကနေစလို့တက္ကစီတွေအင်စီကားတွေအထိပါဝင်ပါတယ်။အရင်က BYD ကားတွေကရုပ်ဆိုးတယ်ခင်းနောက်ကျတယ်လို့ထင်ရပေမဲ့အခုနောက်ပိုင်းအပြောင်းလဲတွေနဲ့သူ EV ကားလောကကိုပါဂိုင်လှုပ်နိုင်ခဲ့ပါတယ်။ Tesla ကနီးပညာနဲ့သူအနိုင်ယူချင်တာပါ။ BYD ကတော့ဈေးနှုန်းချိုတာမှုနဲ့အနိုင်ယူဖို့စ조사နေပါတယ်။ဒီကုမ္ပဏီတစ်ခုရဲ့ကွဲပြားခြားနားချက်ကိုအနေငယ်ကျွန်တော်တို့တူကြည့်အောင်Tesla ကားတွေကနီးပညာမြင့်တဲ့ Premium ဆန်တယ်သူရဲ့ Autopilot နီးပညာကတခြားကားကုမ္ပဏီတွေလိုက်မီဖို့ဆိုတာတော်တော်လေးစ조사ရအောင်မဲ့အခြေအနေတစ်ခုပါ BYD ကားတွေကဈေးနှုန်းချိုတာတယ်နောက်ပြီးကားရဲ့စိတ်ပိုင်းတော်တော်များများကိုကုမ္ပဏီတစ်ခုတည်းကပဲအဓိကထားထုတ်လုပ်နေတာပါ EV ကားတစ်စီးရဲ့ရေးကြီးဆုံးဖြစ်တဲ့ဘက်ထရီကိုတော့သူတို့ကကိုယ်တိုင်ထုတ်ယူတာပါနောက်ပြီး EV တမျိုးနဲ့ထုတ်လုပ်တာမျိုးမဟုတ်ဘဲနဲ့ BYD က Hybrid EV ကားတွေကိုပါထုတ်လုပ်နေတာပါဒီစင်စရာကိုပဲကြည့်လိုက်ပါအပြာရောင်တန်းတွေက BYD ထုတ်လုပ်ထားတဲ့ကားတွေရဲ့ဈေးနှုန်းတွေပါအဝါရောင်တန်းကတော့ Tesla ရဲ့ဈေးသက်သာဆုံးလို့ပြောရမယ့် Model Y ရဲ့ကားဈေးနှုန်းပါဆိုတော့ Tesla ရဲ့သက်သာဆုံးဘတ်ဂျက်ကားတော့မှ BYD နဲ့ရှင်မယ်ဆိုရင်ဈေးကပိုပြီးကြီးနေတာကိုတွေ့ရမှာပါလူတိုင်းက Tesla ကိုသဘောကျတယ်ဒါပေမဲ့ဈေးကြီးတဲ့အတွက်အဲ့ဒါကိုမတက်နိုင်တဲ့လူတွေကနောက်ထပ်ရွေးချယ်မှုတစ်ခုအနေဖြင့် BYD ကနေရာရလာခဲ့ပါတယ်နောက်ပြီး BYD ကထုတ်တဲ့ကားတွေကဈေးနှုန်းချိုတာတဲ့အပြင်ပေးရတဲ့ဈေးနဲ့တန်တယ်လို့လည်းအများကပြောဆိုနေကြပါတယ်လူတွေကဈေးကြီးတာထက်ဈေးသက်သာကိုလည်းပိုပြီးသဘောကျရွေးချယ်လာတာကိုတွေ့ရမှာပါဒီမှာမေးစရာတစ်ခုရှိပါတယ် BYD ကဘာကြောင့်ဈေးနှုန်းသက်သာတဲ့ကားတွေကိုတလောက်ထိထုတ်လုပ်နိုင်ရတာလဲ BYD ကားတစ်စီးမှာဆိုရင်ထုတ်လုပ်တဲ့အစိတ်ပိုင်းတော်တော်များများကို BYD စက်ရုံတစ်ခုထဲမှာပဲအဓိကထားထုတ်လုပ်တာပါဘက်ထရီကစားလို့ကားရဲ့85%နီးပါးအထိကိုဒီစက်ရုံမှာပဲအကောင်လုံးထုတ်ယူတာပါ Tesla ကားကတော့65%လောက်ကိုပဲထုတ်လုပ်တာဖြစ်ပြီးကျန်တဲ့အစိတ်ပိုင်းတွေကိုတော့တခြားကုမ္ပဏီစီကနေမှာယူတင်သွင်းသက်ဆင်ရတာပါဒီလိုမျိုးအစိတ်ပိုင်းတော်တော်များများကိုကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အတွက်ဈေးကွက်ကိုပါကိုကထိန်းချုပ်ပြီးကစားလာနိုင်နေတာဖြစ်ပါတယ်ဒါက BYD ရဲ့အားသာချက်တစ်ခုပါနောက်တစ်ခုကတော့ Hybrid EV ကားတွေပါ Hybrid EV ကားတွေကလက်စစ်နဲ့လည်းမောင်းနေနိုင်တယ်လို့ဒီတက်စီတောင်းကားတွေဖြစ်နေပါမောင်းနေနိုင်တဲ့အတွက်ပါတချို့နိုင်ငံတွေမှာဆိုရင်လက်စစ်မီးအလောင်လောက်မရတဲ့အတွက် Hybrid EV ကားတွေပိုပြီးရောင်းအားတက်ခဲ့ပါတယ်နောက်ပြီး BYD ကတရုတ်အစိုးရရဲ့ထောက်ပံ့မှုကူညီမှုတွေပါအများကြီး
ရရှိထားတာပါအထူးသဖြင့်အခွန်ကင်းလွတ်ခွေတွေ EV station တွေတိစောက်ပေးတာတွေဒါကအားသာချက်တစ်ခုပါ Tesla ရဲ့အားနည်းချက်ကဘာလဲဆိုရင်ဈေးနှုန်းချွတ်တာတဲ့ model မျိုးစားမရှိသေးတာတစ်ခုပါပဲနောက်ပြီး Elon Musk ကြောင့်လည်းပါပါတယ် Elon Musk ကတစ်ခုခုလောက်လိုက်ပြီးဆိုရင် Elon Musk ရဲ့ဆိုင်ဝါတဲ့င်းကြောင့် Tesla ကားရဲ့ရောင်းအားကိုပါထိခိုက်လာနိုင်ခဲ့ပါတယ်အထူးသဖြင့်ပြီးခဲ့တဲ့2025ခုနှစ်က Elon Musk နဲ့ American အစိုးရ Donald Trump ကြားပြဿနာကြောင့် Tesla ကားဈေးနှုန်းတွေတိတိတသားထိုးကျသွားခဲ့တာကိုတွေ့ရမှာပါဒါပြင်နောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုက Tesla အခုချိန်မှာဆိုရင် EV လောကမှာပြိုင်ဘက်တွေအများကြီးပေါ်ထွက်လာနေခဲ့ပါပြီအဲဒီအတွက်လည်းဝေစုတွေတဖြည်းဖြည်းနဲ့ရှုံလာနေရတာကိုတွေ့ရမှာပါဒါပေမဲ့ဘာဖြစ်ဖြစ် Tesla ရဲ့နည်းပညာကိုတော့တခြားကုမ္ပဏီတွေကလိုက်မီဖို့ဆိုတာအခုချိန်မှာတော့မဖြစ်နိုင်သေးပါဘူး BYD ကဈေးကွက်ကိုနားလည်တဲ့အတွက်ဈေးကွက်ရဲ့ဝေစုအများဆုံးကိုရရှိထားတာပါအနာဂတ်မှာဆိုရင် Tesla ကနည်းပညာမြင့်မောင်းသူမဲ့ကားတွေ robot taxi တွေကိုပါအာရုံစိုက်ထုတ်လုပ်လာနေခဲ့တာကိုတွေ့ရမှာပါ BYD ကတော့သူ့ရဲ့ရောင်းအားကိုဆက်လက်ထိန်းထားနိုင်ဖို့ကြိုးစားရင်းနဲ့ရောင်းအားကောင်းဆုံးနေရာကိုပဲဆက်လက်ရရှိမယ်လို့ထင်မိပါတယ်ဒါပေမဲ့ဒီကုမ္ပဏီနှစ်ခုရဲ့အားပြိုင်မှုကမပြီးသေးပါဘူးအခုကြည့်နေတဲ့မိတ်ဆွေတို့ရောဘယ်လိုမြင်လဲ BYD ကားနဲ့ Tesla ကားပေးတာကိုပိုကြိုက်လဲ comment ထဲမှာဝင်ရောက်ရေးဝါလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါဦးမယ်